မင်္ဂလာပါကြိုဆိုပါရစေဒီနေ့ကျမတို့အတူတကွစူးစမ်းလေ့လာကြမယ့်အကြောင်းအရာကတော့ဓမ္မသစ်ကျမ်းစာကရှင်ယောဟန်ပထမဩဝါဒစာအခန်းကြီး9ပဲထိပါရဲ့ဟုတ်ကဲ့ဒီကျမ်းစာအခန်းကြီးရဲ့ကအဓိကအချက်လက်တွေအနှစ်သာရတွေကိုတင်ပြဖို့အတွက်ကျမတို့အဓိကမြင်ရန်သွားမှာကတော့ The Wise Believers ရဲ့ပြုစုလေ့လာချက်တွေပဲဖြစ်ပါတယ်ဒီအခန်းကြီးကတကယ်ကိုအားရှိစရာတွေရောစဉ်းစားစရာတွေရောအများကြီးပဲနော်ဟုတ်ပါတယ်ယုံကြည်ခြင်းကလောကကိုဘယ်လိုအောင်နိုင်တယ်လဲဆိုတာကနေစလို့ဖျားသားတော်ရဲ့အကြောင်းခိုင်မာတဲ့တတ်သိခံချက်တွေစူတောင်းခြင်းရဲ့အစွမ်းတတည်နောက်ပြီးထားဝရအတဲ့အတွက်အာမခံချက်နဲ့တတိပေးချက်တွေအထိအဆုံးပဲမှန်ပါတယ်ကဲဒါဆိုဒီချက်တွေကိုတခုချင်းစီစိတ်ဝင်စားဝယ်ဆွေးနွေးကြည့်ကြအောင်လားကောင်းပါပြီအခန်းအစာမှာပဲအပိုင်ငယ်ဆက်မှာလေယေရှုကိုခရစ်တော်လို့ယုံကြည်ရင်ဘုရားသခင်ကမွေးဖွားသူဖြစ်တယ်ပြီးတော့ဘုရားကိုချစ်ရင်တခြားယုံကြည်သူညီအိတ်ခုံမောင်နှမတွေကိုလည်းချစ်ရမယ်ဆိုပြီးတန်ပြုတ်ထားတာတွေ့တယ်ဟုတ်ကဲ့ဒါတကယ်တော့ယုံကြည်ခြင်းရဲ့အခြေခံအကြဆုံးအချက်နှစ်ခုကိုချိတ်ပြလိုက်တာပဲဖျားအပေါ်ထားတဲ့မေတ္တာနဲ့လူအချင်းချင်းအထူးသဖြင့်ယုံကြည်သူအချင်းချင်းအပေါ်ထားတဲ့မေတ္တာဟာတစ်ခုနဲ့တစ်ခုဆက်ဆက်နေတဲ့ခွဲလို့မရဘူးဆိုတာကိုရှင်ယောဟန်ကအဓိကပြောချင်တာပါဟောဆိုတော့ဖျားကိုချစ်တယ်ဘာဇက်ကပြောနေုံနဲ့မပြီးပေါ့အတိအကျပဲလက်တွေတဲ့တွေကပါလဲဆိုတော့ကိုရောရဲ့ပြည့်ညတ်တော်တွေကိုလိုက်နာခြင်းပဲဒါပေမဲ့စိတ်ဝင်စားစရာအဖိုင်ငယ်တုံးမှာဗာပြန်ပြောလဲဆိုတော့ကိုရောဤပြည့်ညတ်တော်လို့ဒီလေးလံလို့ဝမဟုတ်ကြတယ်အဲ့ဒီတော့အားရှိစရာတခါလေပြည့်ညတ်ဆိုရင်လိုက်နာဟိုခက်တယ်ဝန်ပြီးတယ်လို့ထင်တတ်တာလေဟုတ်တယ်ဒီနေ့မှာဝန်ထုတ်ဝန်ဖို့မောဝလို့ဆိုလိုတာကယူကြည်ခြင်းနဲ့မေတ္တာအပြင်လိုက်နာတဲ့အခါမှာပျော်ရွှင်ခြင်းနဲ့လူမျိုးချင်းကိုခံစားရလို့ဖြစ်နိုင်ပါတယ်ဟုတ်ကဲ့ဒါပဲဆက်ပြီးတော့လေအပိုင်းငယ်လေးနဲ့ငါမှာလောကကိုအောင်နိုင်ခြင်းအကြောင်းပြောလာတော့ဖျားတခင်ဖြစ်ပွားစေတော်မူတော်သူမိဒီကလောကကိုအောင်တတ်၏တဲ့ပြီးတော့အဲ့ဒီအောင်နိုင်ခြင်းကငါတို့ရဲ့ယုံကြည်ခြင်းပဲဒီဆိုပြီးဆိုထားရဒါတော့တော်တော်လေးအားရှိစရာစကားပဲနော်အမှန်ပါပဲဒါနဲ့ဒီညကလောကဆိုလာကိုဘယ်လိုနားလဲရမလဲဒီလောက်ကျက်ပြန့်တဲ့အရာကိုကိုယ့်ရဲ့ယုံကြည်ခြင်းလေးနဲ့အောင်တတ်တယ်ဆိုတာဘယ်လိုတဘောမျိုးလဲဒီညကလောက cosmos ဆိုတာလေဒီကဘာမီကြီးတတ်ကိုဆိုလိုတာထပ်ပို့ကျက်ပြန့်တယ်ဖျားပခင်ရဲ့အလိုတော်ကိုစန့်ကျင်တဲ့လူဖွဲ့ကြီးရဲ့အသွေးခေါ်တဲ့စံနှုန်းတွေဖျားတွေသွေးဆောင်မှုတွေတမမှုတွေအဲ့ဒါတွေအားလုံးကိုခြုံငုံပြီးရည်ညွှန်းတာပါအနည်းအားဖြင့်ဖျားမပါတဲ့လောကစစ်တန်ကြီးတစ်ခုလုံးပေါ့ဟုတ်ကဲ့အဲ့ဒီလောကစစ်နစ်ရဲ့လာမှုမှုကိုဘလို့အောင်နိုင်မလဲဆိုတဲ့အဖြေကိုပိုင်းငယ်ငါမှာရှင်းရှင်းလေးပေးထားတယ်ယေရှုသည်ဘုရားခင်သားတော်ဖြစ်ကြောင်းကိုယုံကြည်သောသူမတပါအဘယ်သူသည်လောကကိုအောင်နိုင်သည်ဆိုပြီးမိကွန်းထုတ်ထားတာဆိုလိုတာကလောကကိုအောင်နိုင်တဲ့တကယ်အစွမ်းဟာကိုယ့်ရဲ့ကြိုးစားမှုကိုယ့်ရဲ့ကောင်းမှုကုသိုလ်ကြောင့်မဟုတ်ဘူးယေရှုဟာဘုရားသားတော်ဖြစ်တယ်ဆိုတဲ့အတိညာနဲ့အဲ့ဒီအပေါ်မှာထောက်တဲ့ယုံကြည်ခြင်းကပဲအဓိကတော့ချက်ဖြစ်နေတယ်ဆိုတာပါအဲ့ဒီယုံကြည်ခြင်းကပဲအောင်ပွဲခံစေကပေါ့ဟုတ်ပါတယ်အောင်ပွဲခံပြီးတော့အခြေအနေကိုတော့ညှဉ်းညွန်းတယ်လို့ဖြစ်နေတယ်ဟုတ်ပြီယုံကြည်ခြင်းရဲ့အစွမ်းကိုနားလည်သွားပြီဆိုရင်အပိုင်းနဲ့ကသားတော်ယေရှုခရစ်တော်အကြောင်းခိုင်မာတဲ့တတ်သိခံချက်တွေကိုဆက်ပြောထားတယ်အပိုင်းငယ်6မှာလဲရေနဲ့အသွေးအပြင်ကြွလာတော့သူကဤသူပဲဒီဆိုတာလဲရေပြီးတော့အသွေးဒါဘာကိုဆိုလိုတာလဲဒီနေရာမှာပညာရှင်များစုလက်ခံတာတော့ရေဆိုတာယေရှုရဲ့နှစ်ချင်းမိန်မကိုရည်ညွှန်းတယ်ဟုတ်ကဲ့အသွေးတော့လဝါကတိုင်ပေါ်မှာအသေးခံပြီးအသွေးတုံးခဲတာကိုရည်ညွှန်းတယ်ပေါ့ဆိုတာသူရဲ့အမှုတော်အစားနဲ့အဆုံးပေါ့ဟုတ်ပါတယ်ဒါပေမဲ့ဘာကြောင့်ဒီနှစ်ခုကိုရှင်ယောဟန်ကအထူးတလဲတွဲပြီးပြောရတယ်လဲဆိုတာနောက်ခံကြောင်းလေးရှိတယ် The Wise Believers ရဲ့လီလာချက်ထဲမှာလည်းပါပါတယ်အဲ့ဒီခေတ်တုန်းကလေ Cerinthus ဆိုတဲ့လူမျိုးနဲ့မာယွန်းနဲ့တွန်တင်မှုရှိခဲ့တယ်ဟုတ်လားသူတို့ကယေရှုဟာလူသားအနေနဲ့မွေးလာတယ်နှစ်ချင်းခံချိန်မှာခရစ်တော်ဆိုတဲ့ဖခင်ရဲ့ဝိညာဉ်ကသူ့ပေါ်ဆင်းသက်လာတယ်ဒါပေမဲ့ကားထဲမှာအသေးမခန့်ခင်မှာအဲ့ဒီခရစ်တော်ဝိညာဉ်ကပြန်ထွက်သွားတယ်လို့သူတို့ကယူဆတယ်ဆိုတော့လူသားယေရှုပဲအသေးခံတာဖျားဖြစ်တဲ့ခရစ်တော်ကအသေးမခံဘူးဆိုတဲ့သဘောပေါ့အဲ့လိုအယူဆမျိုးရှိခဲ့တာကိုဟုတ်တယ်ရှင်ယောဟန်ကအဲ့ဒါကိုခြေပေးရင်တာယေရှုဟာအမှုတော်ရဲ့အစာဖြစ်တဲ့ရေနှစ်ချင်းကနေအမှုတော်ရဲ့အဆုံးဖြစ်တဲ့အသွေးကားတိုင်အထိအစအဆုံးသူဟာဖျားသားတော်ခရစ်တော်ပဲဆိုတာကိုတက်တဲ့ထူခြင်းလို့ရေအားဖြစ်တာမဟုတ်ရေနဲ့အသွေးအားဖြင့်ကြွလာတော့သူလို့တိတိကျကျပြောတာပါသူကအစအဆုံးလူသားလည်းဟုတ်တယ်ဖျားလည်းဟုတ်တယ်ဆိုတာကိုအခိုင်အမာဆိုလိုတာ
ဒီလိုနောက်ခံတီးလိုက်တော့ပိုရှင်းသွားတယ်ဒါဆိုရင်တက်တဲ့အကြောင်းဆက်ပြောတာကတော့အပိုင်ငယ်ခုနဲ့ရှိမှာကောင်းငင်ထက်တဲ့မြေကြီးတက်တယ်ဆိုပြီးပါတယ်နော်ဒီနေရာမှာနည်းနည်းအငင်းပွားစရာရှိတယ်လို့ကြားဘူးတယ် ဟုတ်ပါတယ်အပိုင်ငယ်ခွန်မှာပါတဲ့ကောင်းငင်တက်တဲ့သုံးပါခမီးတော်နှုတ်ကပတ်တော်တန်ရှင်းသောဝိညာဉ်တော်ဆိုတဲ့စာသားကလေရှေးကြဆုံးဂရီလေရင်မှုအများစုမှာမပါဘူးလို့ဆိုကြတယ်ဒါကိုကောမာဂျိုဟန်နီယမ်လို့ခေါ်ပြီးနောက်ပိုင်းကျမှထပ်ဖြစ်တာဖြစ်နိုင်တယ်လို့ပညာရှင်အများစုကယူဆတယ် The Wise Believers မှာလည်းအဲ့ဒီအကြောင်းမှတ်ချက်ပေးထားတာတွေ့ပါတယ် အော်ဟုတ်ကဲ့ ဒါပေမဲ့အဲ့ဒီအပိုင်းငယ်ကိုဖက်လိုက်ရင်ကောင်အဓိကဆိုလိုရင်းကမပြောင်းသွားဘူးဘာလဲဆိုတော့အပိုင်းငယ်6အစုံနဲ့အပိုင်းငယ်8မှာမြေကြီးပေါ်ကတက်တဲ့သုံးပါးကိုရှင်းရှင်းလေးပြောထားလို့ပဲဝိညာဉ်တော်ရေပြောအသွေး ဝိညာဉ်တော်ရေအသွေး ဟုတ်တယ်ဝိညာဉ်တော်ကယေရှုရဲ့အမှုတော်တွေမှာတမန်တော်တွေကတဆင့်တက်တည်ခံတယ်ရေကသူ့အမှုတော်အစကိုတက်တည်ခံတယ်အသွေးကသူ့ရဲ့ရွေးနှုချင်းပူဇော်တကားရဲ့အထုအထိတ်တက်တည်ပေါ့ဒီသုံးခုလုံးကတသဘောဒီယေရှုဘုသူဖြစ်တယ်ဆိုတာကိုတက်တည်ခံနေကြတယ်လို့ဆိုလိုတာပါ ဆိုတော့ယုံကြည်ဖို့တက်တည်ထောက်ထားတဲ့အများကြီးရှိတယ်ဆိုတဲ့သဘောပေါ့ တကယ်ခိုင်မာတဲ့ဆိုတာကိုပြချင်တာပါ ဟုတ်ကဲ့ပြီးတော့ပိုင်းငယ်9မှာလူတွေရဲ့တက်တည်ထဲဖျားရဲ့တက်တည်ကပိုကြီးမြတ်တယ်လို့ဆိုထားသေးတယ် မှန်ပါတယ် ဖျားသခင်ကိုရတိုင်ရဲ့တက်တည်ကဖျားသားတော်ကိုယုံကြည်သူတိုင်းရဲ့အထက်မှာရှိနေပြီးသားတဲ့ဒါကိုမယုံကြည်ရင်ဖျားကိုလိမ်ညာသူဖြစ်စေတယ်ဆိုတာကြတော့တော်တော်လေးပြင်းထန်တယ်နော် အင်မတန်လေးနဲ့ပါတယ်ဘာကြောင့်ဒီလောက်ပြင်းထန်တဲ့စကားသုံးလာလဲဆိုတော့ဒါကထာဝရအသက်ဆိုတဲ့အရေးကြီးဆုံးကိစ္စနဲ့တိုက်ရိုက်ချိတ်ဆက်နေလို့ပဲအပိုင်းငယ်7မှာဘုရားရဲ့တက်တီကဘာလဲဆိုတာပြောတယ်ဘုရားတကန်ဒီငါတို့အားထာဝရအသက်ကိုပေးတော်မူရဲ့ထိုအသက်တီလည်းတားတော်နိုင်ရှိတယ်ဆိုတာပဲ အသက်ကတားတော်ထဲမှာပဲရှိတာ ဟုတ်တယ်ဒါကြောင့်အဖြေကရှင်းရှင်းလေးပဲအပိုင်းငယ်7မှာတားတော်ကိုရတော်သူဒီအသက်ကိုရရင်ဘုရားသခင်တားတော်ကိုမရတော်သူမူကအသက်ကိုမရတယ်ဒါပဲအဖြူမြဲပဲကယ်တင်ခြင်းနဲ့ထာဝရအသက်ဟာတားတော်ယေရှုကိုယုံကြည်ခြင်းအပေါ်မှာပဲလုံးဝမူတည်တယ်ဆိုတာကိုအထက်အခြေပြုနေရပါ ဟုတ်ပါပြီဒီလိုတက်တဲ့ခံချက်တွေထာဝရအသက်အကျုံးပြောပြီးနောက်အပိုင်းငယ်73မှာဒီစာကိုဘာလို့ရေးရတယ်လဲဆိုတဲ့ရည်ရွယ်ချက်ကိုပြောတယ်ဖျားသခင်ဤတားတော်ကိုယုံကြည်သောတင်တို့သည်ထာဝရအသက်ကိုကိုယ်တိုင်ရသည်ဟုသိစေခြင်းကတဲ့ အေးသိစေခြင်းက ဟုတ်အဲ့ဒီစကားလုံးလေးကတိတ်အရေးကြီးတယ်လို့ပဲမတိလို့ဒါမှမဟုတ်တန်တရားဝင်နေလို့မဟုတ်ပဲခိုင်ခိုင်မာမာတိစေဖို့အမခံချက်ပေးခြင်းတဲ့သမိုးမျိုးလား အတိအကျပါပဲဒါကယုံကြည်သူတွေအတွက် assurance လို့ခေါ်တဲ့ယုံကြည်စိတ်ချမှုရှိဖို့ရေးတာပါကိုရထားတဲ့ကယ်တင်ခြင်းကဟုတ်ရဲ့လားမဟုတ်ဘူးလားရင်းရိုင်နေတာမျိုးမဟုတ်ပဲဖျားနှုတ်ကပတ်တော်နဲ့တတ်သိခံချက်တွေပေါ်မှာခိုင်ခိုင်မာမာယက်တီတိမှတ်စေခြင်းတာ ဟုတ်ကဲ့ ဒီလိုစိတ်ချမှုရှိပြီဆိုရင်လေဆက်ပြောတဲ့ဆူတောင်းခြင်းအပိုင်းနဲ့လေဆက်သွားရောအဖိုင်ငယ်14-15မှာဖျားရဲ့အလိုတော်နဲ့ညီဆူတောင်းရင်ဖျားနားထောင်တယ်ဆိုတာသိတယ်အဲ့လိုသိရင်ကိုတောင်းတဲ့ဆုကိုရမယ်ဆိုတာကိုလည်းသိတယ်လို့ဆိုတယ် အတိကကအလိုတော်နဲ့အညီပေါ့နော် ဟုတ်ပါတယ်အဲ့ဒါတော့ချက်ပဲ ဒါပေမဲ့လေအဖိုင်ငယ်16မှာနည်းနည်းလေးစဉ်းစားစရာဖြစ်သွားတယ်ညီကိုတရားအပေးလောက်တော့တွေ့ရင်သူ့အတွက်ဆူတောင်းပေးရမယ်ဒါပေမဲ့တေးချင်းနေရင်တော့အပေးမဟုတ်ရင်ပေါ့ဒီတေးစေတော့အပေးဆိုတာဘာကိုပြောတာလဲ ရှိတော့ပညာရှင်တွေကြားမှာနည်းနည်းအမြင်ကွဲလွဲမှုရှိတယ်ပေါ့ ဟုတ်ကဲ့ ဒါပေမဲ့အများစုလက်ခံကြတာကတော့ဒါဟာတာမန်ချော်လဲတာအားနေတာမျိုးမဟုတ်ဘူးသခင်ယေရှုကိုတမန်တရားကိုတိလျက်နဲ့ကမင်တကာအတိစိတ်နဲ့အပိတိုင်ငင်းပတ်ပြီးတန်ရှင်တော်ဝိညာဉ်တော်ရဲ့လော့ဆာမှုကိုပြောင်းပြောင်းတင်းတင်းစန့်ကျင်တဲ့အပြစ်မျိုးကိုရည်ညွှန်းတယ်လို့ယူဆကြတယ်ဟေဗြဲကျမ်းအခန်းကြီး6တို့10တို့မှာပါတဲ့အခြေအနေမျိုးပေါ့ ဟောခွင့်လွတ်ခြင်းမရနိုင်တဲ့အဖြစ်မျိုးလား ရေးကြည့်တာကအဲ့လိုမဟုတ်တယ်သေစေတဲ့အပြစ်မဟုတ်တယ်တခြားအပြစ်တွေအတွက်တော့ဥပမာယုံကြည်သူတယောက်နေ့စဉ်လဲကြလာမျိုးအတွက်တော့တယောက်နဲ့တယောက်ဆူတောင်းပေးခြင်းအပြင်သူ့ကိုပြန်ပြီးဝိညာဉ်ရေးရအသက်ရှင်စေနိုင်တယ်အသက်ကိုပေးနိုင်တယ်လို့ဆိုလိုတာ ဒါကယုံကြည်သူချင်းချင်းရဲ့တာဝန်ပေါ့နော် ဟုတ်ပါတယ်အတိုင်းဝိုင်းရအေးပါမှုကိုပြနေတာ ဒါဆိုပိုင်းငယ်ဆက်ချက်မှာမတရားသောအမှုရှိသမျှတို့သည်အပြစ်ဖြစ်ကြ၏တိုးတော်လဲတေချင်းနဲ့မရှင်သောအပြစ်ရှိ၏လို့ဆိုတာကအပြစ်တော့အပြစ်ပဲဒါပေမဲ့အတိုင်းတာမတူအားလုံးကအဆုံးစုံတေချင်းကိုမဖြစ်စေဘူးလို့ပြောလာပေါ့ မှန်ပါတယ်အပြစ်ကိုပေါ့ဆတ်တော့မထားဘူးတတိပေးရင်နဲ့လဲကျသွားတဲ့ညီကိုအတွက်လည်းကရုဏာနဲ့ဆူတောင်းပေးဖို့ပြန်ထူမပေးဖို့လွယ်အကြောင်းဟန်ချက်ညီပြောထားတာပါ ဟုတ်ကဲ့ရှင်းသွားပါပြီကဲအခန်းရဲ့နောက်ဆုံးပိုင်းကိုရောက်လာပြီးအဖိုင်းငယ်ရှိရှိကနေ27အချီပေါ့အရေးကြီးတဲ့အနှစ်ချုံ
တတိပြည့်ချက်3ခုလောက်တွေ့ရတယ်ပထမတစ်ခုကရှစ်ရှင်မာလီဖျားသခင်ဖြစ်ကွာစေတော်မူသောသူသည်အပြစ်ကိုမိဘေးမနေဘူးတဲ့အပြစ်ကိုဆက်တိုက်လုံးမနေဘူးပေါ့ ဟုတ် doesn't keep on sinning ပေါ့ ဟုတ်ဘာလို့လဲဆိုတော့ဖျားမွေးတဲ့သူကိုဖျားသားတော်ကစောင့်ချောင်းနေလို့မာနကသူ့ကိုမထိနိုင်ဘူးဆိုတဲ့အချက်ပဲဒါလားယုံကြည်သူကအပြစ်လုံးဝမလုပ်တော့ဘူးလို့ပြောတာလား အဲ့လို sinless perfection တဘောမျိုးတော့မဟုတ်တော့ဘူးဆိုလိုချင်တာကယုံကြည်သူစစ်စစ်တယောက်ရဲ့အတ္တတာလမ်းကြောင်းသူ့ရဲ့တဘောထားကပြောင်းသွားပြီအကြီးလို့အပြစ်ထဲမှာပဲပျော်မွေ့ပြီးအချင်းတစ်ခုလို့စက်တိုက်လုံနေတာမျိုးမဟုတ်တော့ဘူးတဘောထားပြောင်းသွားတာ ဟုတ်တယ်အပြစ်လုံးမိရင်တောင်နောင်တရတဲ့ဝန်ချတဲ့အပြစ်ကိုမုန်းတိလာတယ်ဘာကြောင့်လဲဆိုတော့သူ့ကိုကွဲကားပေးနေတဲ့ခရစ်တော်ရဲ့တန်ခိုးကြောင့်ပဲဆိုရုံတော့သူဒီသူ့ကိုမထိမခုံဆိုတာကလည်းမာနရဲ့အပိတိုင်ဖြတ်စည်းခြင်းကနေလုံခြုံတယ်ဆိုတဲ့အာမခံချက်ပေးတာ ဟုတ်ကဲ့ဒုတိယအချက်ကအပိုင်းငယ်19မှာငါတို့ဒီဘုရားသခင်နဲ့ဆက်ဆိုင်သည်ကို၎င်းလောကီသားပေါင်းတို့ဒီမကောင်းသောသူ၏လက်၌ရှိနေသည်ကို၎င်းငါတို့သိကြ၏တဲ့ဒါဘာကိုသိစေချင်တာလဲ ဒါက spiritual identity ပေါ့ကိုယ်ပဲသူလဲဆိုတာသိဖို့ပဲယုံကြည်သူတွေကဖခင်ရဲ့မိသားစုဝင်တွေဒါပေမဲ့ကိုနေနေတဲ့ဒီလောကကြီးကတော့မာနရဲ့ဩဇာလွှမ်းမိုးမှုအောင်မှရှိနေတော့မယ်ဒီချက်ကိုသိထားခြင်းအပြင်ကိုဘယ်ဘက်မှာရက်နေလဲဆိုတာအမြဲတတိပြဖို့လောကရဲ့လွှမ်းမိုးမှုထဲပါမတော့အောင်ကိုစောင့်ထိန်ဖို့လိုတယ်ဆိုတာကိုတတိပေးတာပါဝိညာဉ်ရဲ့တိုက်ပွဲရဲ့အခြေအနေကိုရှင်းပြတာနဲ့တူတယ် နောက်ဆုံးအချက်ကတော့အပိုင်းငယ်20နဲ့21ဒါကအထွတ်အထိပ်လို့ပဲဖျားသခင်ဤသားတော်သည်ကြွလာ၍စင်မှန်သောဖျားသခင်ကိုတည်သောဉာဏ်ကိုငါတို့အားပေးတော်မူသည်ကိုငါတို့သိကြ၏တဲ့ ဟုတ်ပါတယ် ဒီစင်မှန်တဲ့ဖျားကိုတည်ကျွမ်းခြင်းကသားတော်အားဖြင့်ပဲဖြစ်ပြီးအဲ့ဒီသားတော်ယေရှုခရစ်တော်ကိုယ်တိုင်ဟာစင်မှန်သောဖျားထာဝရအသက်ဖြစ်တယ်လို့အတိအလင်းကြီးညာထားတယ် တော်တော်လေးအားကောင်းတဲ့ကြီးညာချက်ပဲ ပြီးတော့အခန်းကိုဘယ်လိုဆုံးသက်ထားလဲဆိုတော့ချစ်သားတို့ရုပ်တုစင်တုတို့ကိုရှောင်ကျင်ကြလော့တဲ့ပြတ်သားလိုက်တာနော် အမတာအရေးကြီးတဲ့ဆုံးသက်ပါစင်မန်နဲ့ဖျားကိုတီးဖို့ပြောပြီးမှရုပ်တုကိုရှောင်ခိုင်းတာကတိုက်ဆိုင်မှုမဟုတ်ဘူးဒီရုပ်တုစင်တု idols ဆိုတာအဲ့ဒီခေတ်ကတစ်သားရုပ်ကြောက်ရုပ်ဒီကိုပဲဆိုလိုတာမဟုတ်တော့ဘူး ဒီခေတ်အတွက်ရောပေါ့ ဟုတ်တယ်ဖျားရဲ့နေရာမှာအစားထိုးထားတယ်ဖျားထက်ပေါ်ဦးစားပေးမိတယ်ဘယ်အရာမဆိုဖြစ်နိုင်တယ်ငွေအာနာဂုံကိုယ့်ရဲ့အတ္တလောကီတာယာမှုတွေမာယွန်းတဲ့တွန်တစ်ချက်တွေအကုန်ပါနိုင်တယ်။ဘာငယ်20မှာယေရှုဟာစစ်မှန်တော့ဖျားထာဝရတက်လို့ပြောပြီးမှရုပ်တုကိုရှောင်ပါလို့ပြောတာက ဆိုလိုချင်တာက စစ်မှန်တဲ့အရာကိုရထားပြီဆိုရင်အတုအယောင်တွေကိုလုံးဝဆွန့်ပေးရမယ်။ဖျားနေရာမှာတခြားဘာမှမအစားထိုးလို့မရဘူးဆိုတဲ့အတိတ်တွေပဲ။ကိုယ်ွယ်မှုဘဝရဲ့ဥဒီချက်ကစစ်မှန်တဲ့ဘုရားတပါးတဲ့အပေါ်မှာပဲရှိရမယ်လို့ပြင်းပြင်းထန်ထန်တတိပေးတိုက်တွန်းလိုက်တာပါ ကဲဒီနေ့ရှင်ယောဟန်ပထမဆောင်အခန်းကြီး9ကို The Wise Believers ရဲ့လေ့လာချက်တွေနဲ့အတူဆွေးနွေးခဲ့ကြတာတော်တော်လေးပြည့်စုံသွားပြီလို့ထင်ပါတယ် ဟုတ်ကဲ့အချက်လက်တွေအများကြီးဆွေးနွေးဖြစ်ခဲ့ကြပါတယ် ယုံကြည်ခြင်းကလောကကိုအောင်နိုင်ပုံဖျားသားတော်ကြောင့်ခိုင်မာတဲ့တည်တည်ခံချက်တွေဆုတောင်းခြင်းရဲ့အစွမ်းထာဝရအသက်အတွက်အာမခံချက်ပြီးတော့အဆောင်မှာရုပ်တုကိုရှောင်ကျဉ်ဖို့အရေးကြီးပုံတွေထိပေါ့ ထွက်ပါတယ်ဒီအခန်းကယုံကြည်သူတွေအတွက်အားပေးမှုရောအာမခံချက်ရောတတိပေးချက်ရောအကုန်ပါဝင်နေတဲ့အခန်းတစ်ခုလို့ဆိုနိုင်ပါတယ် ဆိုတော့လေဒီအချက်တွေအလုံးကကျမတို့တို့ဘာကိုဆိုလိုနေလဲအဆုံးသက်အနေနဲ့စဉ်းစားကြည့်တော့လေးတစ်ခုထားခဲ့ခြင်းပါတယ်ရှင်ယောဟန်ကသူ့စာကိုရုပ်တုစင်တုတို့ကိုရှောင်ကျဉ်ကြလို့ဆိုပြီးအဆုံးသက်ခဲ့တယ်နော် ဟုတ်ကဲ့ ယေရှုဟာစစ်မှန်သောဘုရားထာဝရအသက်ဖြစ်တယ်လို့တည်ထားတဲ့ကျမတို့အတွက်ဒီနေ့ခေတ်အချိန်ဒီမှာတော့ကိုယ့်ရဲ့နေ့စဉ်အသက်တာထဲမှာတော့ဘုရားရဲ့နေရာကိုတဖြည်းဖြည်းဝင်ယူလာလေကိုယ်တတိမထားမိပဲကိုးကွယ်တို့ဖြစ်နေတဲ့ခေတ်သစ်ယုံတုတွေကမရှိနိုင်ဘူးလား စဉ်းစားစရာပဲ ထာဝရအသက်ဖြစ်တဲ့ခရစ်တော်ထက်ပိုပြီးအချိန်ပေးမိလားပိုတန်ဖိုးထားမိလားပိုစိတ်အားထက်သန်နေမိတဲ့အရာတွေများရှိနေမလားဆိုတာကိုကိုယ့်ကိုယ်ရိုးရိုးသားသားထင်ဆက်စစ်ကြည့်ဖို့အားပေးခြင်းပါတယ် ကောင်းတဲ့အချက်ပါပဲ ဒီနေ့ဒီအကြောင်းအရာကိုအတူတကွစူဇန်လေးလာခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်တစ်ချိန်စိတ်ဝင်စားစရာအကြောင်းအရာတွေနဲ့အတူပြန်လည်ဆုံတွေ့ကြပါဦးမယ် ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်